မိကအပြတ်သွားခဲ့မယ်ဆိုလို့ရှိရင်အဲ့အချိန်လေးပဲအဲ့ဒီအချိန်လောက်ကို UPL လေးခံတာလို့ရရင်အဆင်ပြေတယ် setup လုပ်နေတာဆိုလို့ရှိရင်အခု2နာရီကျော်လောက်ရှိပါပြီဒါကတော့အားလုံးစိုးရိမ်မဲ့အချိန်ပေါ့နော်ဒီချိန်မှာမြန်မိတာပြတ်သွားရင်ဆိုလို့ရှိရင်မိတာပြတ်သွားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အစအနေပြန်ပြီးတော့လောက်အောင်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့မှာနီလန်တစ်ခုလေးရှိတယ်ခင်ဗျစက်ကို UPS ခံနိုင်တော့အကောင်းဆုံးပေါ့နော်ကျွန်တော်မီးပြတ်သွားတယ်ဆိုလို့ရှိရင် UPS က battery နဲ့ပေါ့နော်ဆက်ပြီးတော့စက်ကိုဖွင့်လို့ရတဲ့အချိန်တွေမှာပေါ့အဲ့လိုအချိန်မှာဘာလို့လုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ run box လေးခေါ်လိုက်ခင်ဗျ Windows ရဲ့ R ကိုနှိပ်လိုက်အခုလိုမျိုး run box လေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်အဲ့မှာရိုက်ထည့်ရတဲ့ shutdown H အဲ့ shutdown H ဒီကြားလေးမှာ space လေးချပေးရမယ်နော်ဒီနားလေးကို space လေးချပေးရမယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော် okay ပေါ့ဗျာ okay နဲ့လိုက်မယ်ဆိုလို့ရှိရင်စက်ကဒါဆိုလို့ရှိရင် monitor ပိတ်သွားစက်ကမပိတ်သေးဘူးကျွန်တော်ဒီမှာနော် PC ကတော့မပိတ်သေးဘူးကျွန်တော် PC ပိတ်တဲ့အထိခဏလေးစောင့်ပေးရအဲ့ခဏလေးစောင့်လိုက်လေအဲ့အချိန်လေးပဲအဲ့ဒီအချိန်လောက်ကို UPL လေးခံတာလို့ရရင်အဆင်ပြေတယ်ကျွန်တော်ခဏစောင့်လိုက်မယ် PC ပိတ်တဲ့အထိခဏလေးစောင့်ပြီးOkay ဒါဆို PC ပိတ်သွားပြီဥမာမီးပြတ်သွားတယ်ပဲထားပါတော့ဗျာပိတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာplug တွေပဲအခုကျွန်တော်ဖြုတ်ပြမယ်နော် Okay ဒီမှာကျွန်တော် plug တွေပဲအကုန်ဖြုတ်လိုက်ရတယ်ကျွန်တော်ကြုံမှုတာဆိုလို့ရှိရင်တော့ဟို3-5ရက်လောက်ရှိတော့ကျွန်တော်လည်းစမ်းမှုတယ်3-5ရက်နေမှာ PC ကိုပြန်ဖွင့်မိတာပေါ့နော်ဖွင့်တာအဲ့ကို3နေတဲ့နေရာပဲပြန်ရောက်အောင်လို့ပေါ့နော်ဒါကူ plug တွေပဲကျွန်တော်ပြန်ထိုးလိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ချက်ချင်းချရတာဖြစ်တဲ့အတွက်တန်းပြီးတော့ plug မီးဝင်တာနဲ့တန်းပြီးတော့ဆက်က auto power ပွင့်သွားOkay ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်Okay ခုနကကျွန်တော်နေရပဲเนาะဘာမှဟိုတိတ်မပြောင်းလဲဘူးအဲ့ဒီလေးတုံးပြီးတော့ကျွန်တော်တို့မီးပြတ်တော့မယ်ပါမီးပြတ်သွားတဲ့အချိန်တွေမှာဗျာကျွန်တော်ဆက်လက်ဖြည့်တဲ့အချိန်ပေါ့အဓိကအဲ့ဒီလေးနဲ့လုပ်လို့ရပါတယ်နောက်တိကျနာရှိလို့ရှိရင်လည်း comment မှာမေးထားလို့ရပါတယ်ခင်ဗျကျွန်တော်တိတာလေးတွေဆိုလို့ရှိရင်ဖြည့်ပေးပါမယ်ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ် Nature